Hello ဘောအားလုံးပဲမင်္ဂလာပါရှင်။ E ရဲ့ channel လေးကနေကြိုဆိုပါရစေ။ E Cosmo က Coach E ပါရှင်။ကျမကမနက်ကကျမတင်ပေးထားတဲ့ audio မှာဒီ111 energy ကိုလိုက်လုပ်ချင်တဲ့သူလေးတွေအတွက်အသေးစိတ်ထပ်လာပြီးတော့ sharing လုပ်ပေးတာပဲဖြစ်ပါတယ်။ကျမမနက်ကပြောထားတဲ့၅ချက်ကိုလိုက်လုပ်မယ်ဆိုလို့ရှိရင်ဒီ၅ချက်မှာကျမတို့17နာရီ17မိနစ်မှာကျမတို့ဒီတရားထိုင်ဖို့17မိနစ်ကြာအောင်ပေါ့နော်။ဒီတရားထိုင်ပြီးတော့ visualization လုပ်ဖို့မြင်ရောင်ကြည့်ဖို့ကျမတို့ဒီထဲမှာပါတယ်အဲ့လိုဟာလေးတွေမလုပ်ခင်မှာကျမတို့အရင်ဆုံးကျမတို့ရဲ့အလုပ်စပွဲပဲဖြစ်ဖြစ်ကို visualization လုပ်တာဟာဖျားဆင်ရှိပဲဖြစ်ဖြစ်ဘယ်နေရာမှာပဲဖြစ်ဖြစ်လုပ်လို့ရပါတယ်ရုံးမှာဆိုလဲရုံးမှာထိုင်နေရင်းနဲ့ပေါ့နော်အသက်ရှူပြီးတော့ကျမတို့လုပ်လို့ရပါတယ်အဲ့လိုပဲကျမတို့အိမ်မှာဆိုလို့ရှိရင်လည်းအိမ်မှာပေါ့နော်ကျမတို့ဒီအချိန်17မိနစ်လေးပေးပြီးတော့လုပ်ကြည့်လို့ရပါတယ်အဲ့လိုမလုပ်ခင်မှာကျမတို့ကကိုယ့်ရဲ့ခန္ဓာကိုယ်ကိုတန်ရှင်းစင်ကြယ်အောင်ထားမယ်ဥပမာရုံးမသွားခင်မနက်ကလေးကရေမိုးချိုးခဲ့တာမျိုးပေါ့နော်ကိုယ်အလုပ်မသွားခင်ပေါ့နော်ဒါမှမဟုတ်အိမ်မှာဆိုလို့ရှိရင်လည်းကိုယ်ရေမိုးချိုးတန်းစင်ထားတာမျိုးကိုယ့်ရဲ့အလုပ်စပွဲနေရာမှာရှင်းလင်းနေတာမျိုးပေါ့နော်အဲ့ဒါလေးကိုကြိုတင်ပြီးတော့လုပ်ထားပါမယ်ကိုယ့်ရဲ့အိမ်မှာဆိုလဲကိုယ်အိမ်မှာကိုမြင်တာတဲ့နေရာလေးဒီနေရာကိုတည်ချရှင်းရှင်းလင်းလင်းလုပ်လိုက်တာမျိုးပေါ့နော်အိမ်တွေကိုတက်ရှင်းရေးလုပ်တာမျိုးအဲ့လိုမျိုးလေးတွေလုပ်ထားတဲ့မှာဒါမှ energy ကောင်းနေမှာပေါ့ energy ကောင်းနေမှာကျမတို့ရဲ့စတင်ခြင်းတွေကဒီ higher vibe မှာဖြစ်တဲ့ vibration တွေနဲ့တွားပြီးတော့ align ဖြစ်မှာဖြစ်ပါတယ်အဲ့ဒါကြောင့်မလို့အဲ့လိုကိစ္စရပ်လေးတွေကိုကျမတို့လှုပ်ထားကြည့်မယ်ပြီးတဲ့အခါကျလို့ရှိရင်ကျမတို့ကဒီကိုယ့်ရဲ့စိတ်ကိုလည်းကိုကရှင်းလင်းထားဖို့လိုတယ်ကျမတို့အိမ်ဒီပတ်ဝန်းကျင်တွေကိုယ့်ရဲ့အလုပ်စပွဲတွေကိုရှင်းပြီးသွားပြီဆိုတဲ့အခါကျရင်ကိုယ့်ရဲ့စိတ်ကိုလည်းရှင်းလင်းထားဖို့လိုတယ်အဲ့တော့ကိုယ့်ရဲ့စိတ်ကိုရှင်းလင်းစေဖို့အတွက်ကျမတို့စိတ်ညစ်စရာတွေမနှက်ဖြင့်ရက်တရက်တာအတွက်ကျမတို့စိတ်ညစ်စရာတွေမတွေးဘူး line ပေါ်မှာရှိရရှက်ရှက်ခက်နေတဲ့ကိစ္စတွေကျမတို့မတွေးဘူးဖုန်းသုံးတာတွေကျမတို့ရှော့မယ်အဲ့ဒီလိုပဲကျမတို့ရဲ့စိတ်ကိုကျမတို့အေးချမ်းအောင်ထားမယ်ပြီးတော့ပျော်ရွှင်အောင်ထားမယ်ဆိုတော့ကျမတို့ရဲ့စိတ်ကိုအလွယ်ကူဆုံးနဲ့ပီတိတွေဖြာပြီးတော့ပျော်ရွှင်စေတဲ့နေရာတော့ကျေးဇူးတင်တဲ့နီးပဲဖြစ်ပါတယ်ကျမအမြဲတမ်းပြောနေကြပါအဲ့ဒါကြောင့်မို့ဒီကျေးဇူးတင်စိတ်ကလေးနဲ့ကျမတို့ကို self love self care နဲ့မဖြစ်ကြလို့ရှိရင်ကိုကျမတို့ပျော်အောင်နေကြည့်ပါမယ်အဲ့တော့ကိုချစ်မယ်ကျေးဇူးတင်စရာရှိတဲ့ကိုယ့်ရဲ့ဒီနေ့တာကိစ္စသေးလေးတွေကိုကိုပြန်ပြီးတကယ်ကျေးဇူးတင်မယ်တကယ်ကျေးဇူးတင်မယ်ဆိုရင်ကိုပြန်တွေးပြီးကျေးဇူးတင်ရကိစ္စတွေအများကြီးပါကိုယ့်ရဲ့မိသားစုတွေကိုကျေးဇူးတင်မယ်ကိုယ့်ရဲ့မိသားစုဝင်တယောက်စီတိုင်းရဲ့ကောင်းတဲ့အချက်လေးတွေကိုတွေးပြီးတော့ကျမတို့မဖြစ်တရက်တာမှာကျေးဇူးတင်အောင်ကျေးဇူးတင်တဲ့ခြင်းတွေနဲ့ကျမတို့ဖြတ်တန်းမယ်ဒါဆိုရင်ကျမတို့ energy ကကောင်းနေပြီ higher vibe မှာရှိနေပြီအဲ့ဒီအချိန်မှာကျမတို့ရဲ့လာမဲ့ year plan အတွက်ကျမတို့ရေးပြီးတော့လုပ်မဲ့ပေါ့နော်ကျမတို့ရဲ့ဒီ plan ကောင်းတွေကိုစတင်မှာဖြစ်တဲ့အတွက်မနှက်ဖြင်ကြလို့ရှိရင်111 energy ရဲ့ကျမတို့ရဲ့ကောင်းနေတဲ့ high vibe ရဲ့ပြီးတဲ့အခါကျတော့ကျမတို့လှုပ်ချင်နေတဲ့ဒီပေါ့နော် higher vibe မှာရှိနေတဲ့ဒီကောင်းတဲ့ energy တွေကောင်းတဲ့ရည်မှန်းချက်တွေရဲ့ပေါင်းလိုက်မယ်ဆိုလို့ရှိရင်တေချာပါအောင်ကျမတို့ရဲ့စတင်ခြင်း energy တွေကလာမယ့်နှစ်အတွက် plan တွေကတဖြည်းဖြည်းနဲ့အကောင့်တွေပေါ်အောင်မြင်လာမယ်လို့ကျမယုံကြည်ပါတယ်။အဲဒါကြောင့်မို့လို့ဒီကောင်းသောအချင်းရာတွေကိုကျမဒီ live လုပ်ချင်တဲ့သူလေးတွေအတွက် sharing လုပ်ပေးလိုက်ပါတယ်ရှင်။အားလုံးပဲ ရဲ့ sharing တွေနဲ့အောင်မြင်အဆင်ပြေကြမယ်လို့မျှော်လင့်ပါတယ်။အောင်မြင်အဆင်ပြေနေပြီလို့လည်းယုံကြည်ပါတယ်ရှင်။အားလုံးကိုကျေးဇူးတင်ပါတယ်။နောက် audio တွေမှာထပ်ဆုံပါအောင်မယ်နော်။ See you ပါရှင်။